နေဝင်တော့မယ်ခီးတယ်တို့ရေမြတ်တရားပွားများရင်ကြံနေမဝင်မီအချိန်ရှိလိုက်မှာဖြင့်သံဃာအနေပဲအတွင်းကလွတ်ရာခင်းရာငိမ့်ရာချုပ်ရာဖယားလမ်းရဖို့လိုပြီအကုန်ကုရုစင်လူသားတွေအတွေ့အကျိုးမျှော်နှိုးသောတရားဓမ္မဒေသံနဲ့ဟာတွေကတော့ဝေဒနာနုပဒနာစိတ်ဓာနုပဒနာဓမ္မနုပဒနာတွေနဲ့ပတ်သက်ပြီးဇာရတဲ့ပုဂ္ဂိုလ်တွေအတွက်အခြားအာယုန်တွေနဲ့ဆက်ဆက်ပြီးတော့ဟောတာပါတဲ့ဟောတာကတော့အာနာပါနတက်တဲ့အာထုတ်တဲ့ပုဂ္ဂိုလ်အစအာထုတ်တဲ့ပုဂ္ဂိုလ်တွေကဒီ၄ချက်ကိုလုပ်ဖို့အမတန်မှအရေးကြီးပါတယ်အဲ့တော့ဒီနေ့ပြည့်ပြည့်စုံစုံကတော့ဝိသုဒ္ဓိမက်မှာပါတဲ့အတိုင်းအာနာပါနသတိကိုမှတ်ကြရမှာဖြစ်တယ်ဒါကဒီသုတ်တံမှာဟောပုံလေးဒါလေ့ကျင့်တာအဲ့ဒီစတုထအဆင့်ထိအောင်တိမ်မွေးလာတဲ့ကာယသင်္ခါရထွက်လေဝင်လေလေးဖြစ်လာပြီဆိုလို့ရှိရင်ဒါတမာရိစွမ်းအားတွေလည်းတက်လာပြီဉာဏ်စွမ်းအားတွေလည်းတက်လာပြီတတိတွေလည်းကောင်းလာပြီကောင်းလာတဲ့အခါကျတော့ကြည့်ဒါနဲ့ပတ်သက်လာပြီးတော့ဒီလေးကိုအစ္ဆတံဝါကာယေကာယ ानु ပတ္တိဝိဟရတိမြတ်စွာဘုရားကဆက်ဟောတယ်အစ္ဆတကာယကိုလည်းပဲရှုလိုက်ပါအောင်တဲ့ဗဟိတဝါကာယေကာယ ानु ပတ္တိဝိဟရတိဗဟိတကာယကိုလည်းပဲရှုလိုက်ပါအောင်အဲ့တော့အစ္ဆတကာယဗဟိတကာယဆိုတဲ့နေရာမှာတက္ကရာဆရာရဲ့ဖွင့်ပုံကတော့ဘယ်လိုဖွင့်လို့ဆိုရင်မိမိရဲ့ထွက်လေဝင်လေကိုရှုတာအစ္ဆတကာယသူတစ်ပါးရဲ့ထွက်လေဝင်လေကိုရှုတာကဗဟိတကာယစွန့်တတိထက်လာလို့ရှိရင်သူတစ်ပါးရဲ့ထွက်လေဝင်လေကိုရှုနိုင်တဲ့သဘောကိုပြောထားရင်လည်းဖြစ်မယ်ဘုန်းကြီးတို့ဂျာမနီရောက်တော့ကဒါနဲ့ပတ်သက်ပြီးတော့အများကြီးစဉ်းစားပြီးတော့ဒီလိုလဲဖြစ်နိုင်သလားလို့ဆိုပြီးတော့ဒါဘုန်းကြီးတို့အတွေးသက်သက်စာထဲပါတဲ့ဟာမဟုတ်ဘူးဖြစ်နိုင်သလားဆိုပြီးတော့ဂျာမန်စာသင်တဲ့ပရိသတ်ကိုအစ္ဆတဗဟိတနဲ့ပတ်သက်ပြီးတော့မိမိရဲ့ထွက်လေဝင်လေသူတစ်ပါးရဲ့ထွက်လေဝင်လေဆိုတဲ့အဓိပ္ပာယ်မှတစ်ပါးအစ္ဆတဆိုတာနော်ထွက်လေဝင်လေကိုသိနေတဲ့စိတ်ကိုရှုလို့ရှိရင်အစ္ဆတထွက်လေဝင်လေလေးကိုရှုရင်ဗဟိတဘာဖြစ်လို့လဲဆိုရင်အာယတနာ12ပါးကိုကြည့်မယ်အစ္ဆတဆိုတာဒီဝတ္ထုကိုအစ္ဆတလို့ခေါ်တယ်ဝတ္ထုဆိုတာကိုယ့်ရဲ့အခြေခံဝတ္ထုကိုအစ္ဆတလို့ခေါ်ပြီးတော့ပြင်ဘက်ကလာတဲ့အာယုံကြတော့ဗဟိတလို့ခေါ်တယ်ပြင်ဘက်ကလာတဲ့အာယုံကိုဗဟိတလို့ခေါ်တာအဲ့ဒီနီးစနစ်ကလေးကိုယူပြီးတော့ဘုန်းကြီးတို့ဒီလိုများဖြစ်နိုင်မလားပေါ့ဘာဖြစ်လို့လဲဆိုတော့ထွက်လေဝင်လေကသူများရဲ့ထွက်လေဝင်လေသွားကြည့်ဖို့ဆိုတာဖြစ်နိုင်တာမဟုတ်ဘူးတယောက်တည်းအားထုတ်တာဟုတ်တယ်မဟုတ်လားကိုတယောက်တည်းတရားအထုတ်နေတယ်ဆိုရင်ကိုနတ်လာအသက်ရှူတဲ့လူမှမရှိပဲဆိုတော့အစ္ဆတဆိုတာဒီထွက်လေဝင်လေကိုသိတဲ့စိတ်ဟာအစ္ဆတမှတ်နေတဲ့စိတ်ဟာအစ္ဆတအဲ့ဒါကိုလည်းရှုလို့ရတယ်ထွက်လေဝင်လေနဲ့ပတ်သက်လာလို့ तू ကထွက်လေဝင်လေတင်သိတာမဟုတ်ဘူးအစင်းမြင်လာလို့ရှိရင်သိတဲ့စိတ်ကိုလည်းသိတယ် तू ကထွက်လေဝင်လေကိုရှုနေတဲ့စိတ်ကိုလည်းနောက်စိတ်တစ်ခုကထပ်ပြီးရှုပေးတယ်ပထမတော့ရှုတဲ့အာယုံလေးတစ်ခုကိုပဲသိတယ်နောင်ကြတော့လေ့ကျင့်လာတဲ့အခါကျတော့ရှုတဲ့အာယုံကိုရှုခန်းနေတဲ့အာယုံလေးကိုလည်းသိတယ်ရှုတဲ့စိတ်ကလေးကိုလည်းသိလာတယ်ဆိုတော့ဘယ်နှခုဖြစ်သွားတယ်နှစ်ခုဖြစ်သွားတယ်ဟုတ်ကဲ့လားဝိသုဒ္ဓိမေအထက်ကရာမှာဘာဟောထားတော့ဘာပြောထားတော့ဆိုညာတင်းစညာနင်းစဥပောပိဝိပတ္တိတဲ့ညာတဆိုတာ
သိเสียအာယုံကိုလည်းပဲရှုတယ်တဲ့သိတဲ့ဉာဏ်လေးကိုလည်းရှုတယ်ဆိုတော့နှစ်ခုရှုရသူကအဲ့တော့ထွက်လေဝင်လေကိုရှုနေတယ်ဆိုရင်ထွက်လေဝင်လေကိုလည်းရှုနိုင်ရမယ်ထွက်လေဝင်လေကိုသိနေတဲ့သိဉာဏ်ရောမရှုလို့မရဘူးလားရတယ်အဲ့တော့ထွက်လေဝင်လေကိုသိတာကိုရှုလိုက်တဲ့အခါကျတော့အစ္ဆဒနော်ထွက်လေဝင်လေဆိုတဲ့အာယုံကိုရှုတာကျတော့ဘဟိတအဲ့ဒီနှစ်ခုကိုတလဲစီရှုလို့ရှိရင်အစ္ဆဒဘဟိတံဝါကာယေကာယ ानु ပတ္တိဝိဟရတိတလဲစီအစ္ဆဒကိုရှုလိုက်ဘဟိတကိုရှုလိုက်အစ္ဆဒကိုရှုလိုက်အဲ့တော့အစ္ဆဒကနေဘဟိတကနေအစ္ဆဒဆိုတော့အာယုံချင်းကကခတိကလေးတင်ပြောင်းတာထွက်လေဝင်လေကနေကွာမသွားဘူးဟုတ်ကလားထွက်လေဝင်လေဆိုတဲ့အာယုံကိုလည်းရှုတယ်အဲ့ဒီအာယုံကိုသိတဲ့စိတ်ကလေးကိုလည်းတစ်ဖက်ကရှုလိုက်တယ်ဆိုတော့အဲ့ဒီလိုများယူရရင်ပို့ပြီးတော့ကောင်းမယ်ထင်တယ်ဆိုတော့အဲ့ဒီဘုန်းကြီးတို့ရဲ့တပည့်ဂျာမန်အမျိုးသမီးကြီးသူကဒါကိုသိသဘောကျသွားတယ်အေးသိသဘောကျပြီမဲ့ဒါ just my own opinion ဒါငါရဲ့ထင်မြင်ချက်တာနော်စာထဲမှာဒီလိုတော့မပါဘူးလို့ပြောရသေးတယ်အဲ့ဒါလိုလေးယူမယ်ဆိုရင်အစ္ဆဒဗဟိတအာယတနာယူပုံနဲ့သွားပြီးတော့ကြိုက်တယ်ပေါ့ပြီးတော့သူများရဲ့ထွက်လေဝင်လေသွားရှုစရာလည်းမလိုအဲ့ဒီမှာတီကာကဒီနေ့ကြည့်လိုက်တဲ့အခါမှာဘုန်းကြီးတို့တီကာဖွင့်ဆိုမှုကိုကြည့်တဲ့အခါမှာသူကအစ္ဆဒဗဟိတဆိုတာတဲ့ဖြစ်နိုင်ခြေလေးတွေကိုထည့်ပြောတာပါတဲ့သူများရဲ့ထက်လေဝင်လေသွားရှုလို့တမထဆိုတာတောင်လုံးဝမဖြစ်နိုင်ပါဘူးလို့သူကအလိုရေးထားတယ်စာထဲမှာတမထလုံးဝမဖြစ်နိုင်ပါဘူးတမာတိမရနိုင်ဘူးလို့ပြောတဲ့အဓိပ္ပာယ်မျိုးပြောအဲ့တော့ခုနလိုအဓိပ္ပာယ်ကိုယူမယ်ဆိုလို့ရှိရင်အမတန်မှစီလျော်စရာရှိတယ်ပေါ့သို့တော့စာထဲမှာပါလို့အငင်းပွားစရာဖြစ်တယ်ပေါ့စာထဲတချို့ကစာကိုအဓိကထားလို့ရှိရင်တော့စာထဲမှာပါရင်အငင်းပွားစရာဖြစ်မယ်မှားသလားလို့ဆိုလို့ရှိရင်တရားကတော့မမှားဘူးပေါ့မှားတယ်လို့ပြောလို့မရဘူးနှစ်ခုစလုံးရှုကောင်းတာတွေကြီးပဲသို့တော့စာအဓိပ္ပာယ်ကဒါကိုဆိုလိုတာလားဆိုလိုတာမဟုတ်ဘူးလားဒီလောက်ပဲပြောစရာရှိတယ်ပေါ့အေးကောင်းပြီဒီအာနာပါနလေးနဲ့ပတ်သက်လာလို့ရှိရင်ထွက်လေဝင်လေလေးနဲ့ပတ်သက်ပြီးအစ္ဆဒထွက်လေဝင်လေပဲဖြစ်စေဗဟိတထွက်လေဝင်လေပဲဖြစ်စေအဲ့ဒီကာယလေးတွေကိုရှုမှတ်ပြီးတော့နေလိုက်တယ်တဲ့အဲ့လိုနေလိုက်တဲ့အခါမှာဘာတွေတိုးမြင့်ပြီးတော့သိလာဝိပဿနာပဲဘာတွေကူးသွားတော့ဆိုရင်ကြည့်ထွက်လေဝင်လေရှုရင်းကနေပြီးတော့သမုဒယဓမ္မာနုပတ္တိဝါဖြစ်စေတတ်တဲ့အကြောင်းတရားလေးလည်းသိလာတယ်ဝေယဓမ္မာနုပတ္တိဝါပျက်စီးသွားတဲ့အကြောင်းတရားလေးကိုသိတယ်ဒါအထက်ကရာအဆိုသမုဒယဓမ္မဆိုဖြစ်ကြောင်းတရားကိုသိတယ်ဝေယဓမ္မာနုပတ္တိဆိုတာပြက်ကြောင်းတရားကိုသိတယ်တကယ်တော့ပြက်ကြောင်းတရားလို့မရှိဘူးသဘာဝတရားစီသူ့ဟာသူဖြစ်လာပြီးတော့သူ့ဟာသူပြက်သွားတာပဲဒီအကြောင်းကြောင့်ပြက်ရတယ်လို့ဒီလိုဆိုလိုတာမဟုတ်ဘူးဒီနေရာမှာမဟာစီဆရာတော်ဘုရားကြီးကဒီလိုလဲဖြစ်နိုင်သေးတယ်ဆိုပြီးတော့ရေးထားတာရှိတယ်မဟာစီဆရာတော်ဤဘာသာပြန်တဲ့စာအုပ်ကိုချေချေသမုဒယဓမ္မာနုပတ္တိဝါဝေယဓမ္မာနုပတ္တိဝါကိုမဟာစီဆရာတော်ဘုရားကြီးကအထက်ကထာပွင့်တိုင်းဖြစ်ကြောင်းနဲ့ပြက်ကြောင်းဆိုတာကိုမပြောဘဲနဲ့ဒီတနည်းလည်းဖြစ်နိုင်တယ်အာနာပါနနဲ့ပတ်သက်ပြီးတော့ဖြစ်လာတာကိုလည်းတွေ့တယ်ပြတ်တာကိုလည်းတွေ့တယ်ပေါ့ဟောဖြစ်ပြမြင်တာကိုပြောတာနော်အဲ့တော့ဆရာတော်ကြီးဟာလည်းပဲစာထဲမှာမပါပေမဲ့လို့သင်လျော်တဲ့စကားတစ်ခုပဲဒီလိုလည်းဖြစ်နိုင်ပါတယ်လို့ပါစီဆရာတော်ကြီးအသူဆောင်ထဲမှာရေးထားတာရှိတယ်သမုဒယဓမ္မာနုပတ္တိဝါဖြစ်မှုသဘောကိုလည်းသိလာတယ်ဝေယဓမ္မာနုပတ္တိဝါပြတ်သွားတဲ့သဘောကိုလည်းသိတယ်သမုဒယဝေယဓမ္မာကဖြစ်မှုပြတ်မှုသဘောတွေကိုလည်းသိလာတယ်ဟောဒါဝိပဿနာဉာဏ်ဝင်လာတာကိုပြောတာဒီအာနာပါနာလေးကလည်းဝါယောကာယဖြစ်သည့်အတွက်ကြောင့်ဖြစ်ပြီးရင်ပြတ်နေတဲ့သဘောလေးတွေပါသိရှိလာတယ်အသိဉာဏ်လေးဟာရင့်လာတယ်တက်လာတယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောတာအဲ့ဒါလို့အာယုံကိုထွက်လေဝင်လေနဲ့လေ့ကျင့်လိုက်တဲ့အခါမှာတတိတွေဉာဏ်တွေစွမ်းအားတွေတက်လာပြီးတော့နောက်ဆုံးကြတော့ဘာလေးတင်သူ့မှာကြံတော့တော့ဆိုရင်အဋ္ဌိကာယအာနာပါနဆိုတဲ့ကာယလေးဟာကာယအနေနဲ့ရှိနေတယ်ငါအနေနဲ့ရှိတာမဟုတ်ဘူးငါဥစ္စာအနေနဲ့ရှိတာမဟုတ်ကာယအနေလေးနဲ့ရှိနေတယ်ဆိုတာလေးကို
အဲ့ဒီကာယလေးပေါ်မှာတတိစွမ်းအားလေးတွေဖြစ်နေတယ်ဉာဏ်စွမ်းအားလေးတွေဖြစ်တယ်တတိဉာဏ်ဖြစ်မှုတဲ့ပို့ပြီးတော့မထင်မှတ်တော့ဘူးတဲ့ဒီကာယလေးတည်ရှိနေတယ်ဆိုတဲ့သဘောပေါ်မှာသူကတတိလေးဖြစ်နေတယ်ဉာဏ်လေးဖြစ်နေတယ်အဲ့ဒီတတိဉာဏ်ဖြစ်နေတဲ့အခိုက်မှာဟောဒီကာယနဲ့ပတ်သက်ပြီးတော့တဏှာဆိုတဲ့အတွေးတွေလည်းမလာဘူးမှားရွဲ့တဲ့မိစ္ဆာဒိဋ္ဌိအတွေးတွေလည်းမလာဘူးတဏှာအတွေးကဘာတော့ဆိုရင်ငါရဲ့ထွက်လေဝင်လေလေးအိုးအသက်ရှူလို့ကောင်းလိုက်တာရှိုက်လို့ကောင်းလိုက်တာဆိုတဲ့အတွေးလေးဒါမျိုးတွေမလာတော့ငါဟာဆိုအတွေးလေးမလာဘူးနောက်ပြီးတော့ဒီထွက်လေဝင်လေလေးကိုအတ္တဆိုတဲ့အရာလေးကလှုပ်ဆောင်နေတာပါလားဆိုတဲ့အတွေးလည်းမလာတော့ဩမိစ္ဆာဒိဋ္ဌိအတွေးရောတဏှာအတွေးရောဒီနှစ်ခုစလုံးဟာလုံးဝမလာနိုင်တော့ဘူးတဲ့နသကိဉ္စီလောကေဥပ္ပဒိယတိဘယ်အရာကိုမှထွက်လေဝင်လေကလွဲပြီးတော့ထွက်လေဝင်လေကိုသိနေတာနဲ့ဟုတ်လားတတိကတ်နေတာကလွဲပြီးဘယ်အရာကိုမှလောဘနဲ့တဏှာနဲ့ဖြစ်စေမိစ္ဆာဒိဋ္ဌိနဲ့ဖြစ်စေဆွဲမှတ်ထားတာမကြံတော့ဘူးတဲ့နသကိဉ္စီလောကေဥပ္ပဒိယတိဆိုလိုတာကဒါအစွဲတွေပြုတ်သွားတယ်ဒီကနေလေ့ကျင့်လိုက်တဲ့အခါတဏှာဒိဋ္ဌိတွေဖယ်ရှားပြီးတော့အစွဲတွေပြုတ်သွားရမယ်လို့ဒီလိုပြောတာအဲ့ဒါလို့အစွဲပြုတ်သွားလို့ရှိရင်ဒါအာနာပါနကျင့်စဉ်တစ်ခုအောင်မြင်သွားပြီလို့ပြောတာ